my hair Hello ကျလို့သူကတော့ဘာမှမလုပ်ဘူးမျက်နှာတော့တိတ်ပါသေး ရရင် နေကြလို့ရှိရင်လမ်းဖုံးသွားမလို့နေခဲခိုင်းအောင်ပါ လမ်းဖုံးသွားမလို့လမ်းဖုံးမှာဘေးမင်းမမူဝေးမှာနော်ဟိုမြေအဲ့တော့သွားပြီးတော့ကြည့်မယ်ပြားကြီးဖူးမယ်လဲမယ်ခုတော့မေဒီကစကင်ကဲနေပါတယ် စကင်နေတော့ရလာပါအဲ့ခါနေကြတော့မှအဲ့မှာစကင်နေခဲခိုင်းတော့မယ်နှစ်ဖန်သူလှမယ်ကိုလှပြီးသူမလှနေတော့မတက်နိုင် အဲ့ဝက်ကလူတွေမှာကြည့်တာဆောင်းလူတွေ ရှင်းကြည့်လိုက် ဆောက်ချိုးပြင်းတယ် ဝါချမရတော့မယ် ညစောအိမ်မယ်အဲ့စောထမယ် ဆိုတော့အိမ်မှာဆက်နေထိုးတော့ Okay bye bye အဲ့တော့ ဘာ ညာမနက်စောစော shop trip မနက်အစောကြီးသွားမယ်ဆိုတာသူ့ဒီမှာမနက်အစောကြီးသွားမယ်ဆိုလဲသူအချင်းလို့ဆိုတာရှိဘူးအားကြောင့်ပြောတာအနှွေးရယူမယ်လို့ပြောရလေဟုတ်မယ်ပတ်လေမချော လမ်းဖုံးမျိုးရဲ့တနေရာလေးရှိနေဖြစ်ပါတယ် ဘယ်တနေရတော့ ဘင်းမိုင်းကဘုံရင်မိုင်းစင်ရဲ့အုတ်ကူကိုညှုံနိုင်ခဲ့တယ်ဒီမှာဆိုတော့ပူဇော်ပတ်တဲ့နေရာရှိလုံးကြီးတာပေါ့ Let's go လောရည် block တော့ဒီမိုင်းစီးတဲ့ရင်းရဲ့အုတ်ကူကတူလေးကျန်ပါလေဒါတော့ဆောင်းတော့တနေရပါတော့အစင်ရုပ်ထုတွေအများကြီးမှန်လေဒါဘိုက်စာလို့တဲ့ကြောင်စစ်စရာမြူဇီယံသွားနေရဖြစ်ပါတယ်။ရန်ကုန်ကမြူဇီယံမှာအားရှိတယ်ဆိုတော့ကြည့်နော်။ဒါရေလုံးကဆောက်ခဲ့ဆောက်
ဖတ်